to inside the Ria. Yoga. Me point naga kalima, Omira Tinga. One day that they made your Omira. Yoga. Wengla Liri Tore, Tangang Uja, Subject for a Mita Salenia. Yoga. Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော် video tutorial မလုပ်တာလဲကြာသွားပြီဆိုတော့ဒီနေ့ page follower များဒီနေ့ဒီမှာကြည့်ပြကြတဲ့ရုပ်စီတိုင်းအတွက်ကျွန်တော်IC ရဲ့ yoga ဆိုတဲ့တခြင်းလေးအဖြစ်ကျွန်တော် tutorial လုပ်ပြီးသွားမှာဖြစ်ပါတယ်အရင်ဆုံးဒီ key မှာဒီတခြင်းမှာပါတဲ့ key တွေကိုကျွန်တော်အရင်ရှင်းပြပြီးသွားမှာဖြစ်ပါတယ်ဟုတ်ပြီအရင်ဆုံးဒီတခြင်းကတော့တကယ်တော့သူက F key ပေါ့နော်F key နဲ့ဒီတဲ့အတိုင်းပဲကျွန်တော်တို့E key ပဲသုံးကျင်တယ်ဆိုတော့ပထမဘာမှာခါပိုကိုကျွန်တော်တို့ညစ်လိုက်မယ်နော်ဒီမှာခါပိုညစ်တဲ့အခါမှာလဲကျွန်တော်တို့ဒီဘက် fret မှာဒီဘက်ညစ်တာချက်ဒီ fret ဒီဘက် fret ရဲ့အနီးမှာပေါ့နော်ဒီလိုမျိုးညစ်တာဆိုတော့ပိုကောင်းပါတယ် Okay ဆိုတော့ခါပိုညစ်လိုက်တဲ့အခါမှာကျွန်တော် E key နဲ့တီးလို့ရတယ်တကယ်တော့ဒါတော့ E မဟုတ်ဘူးနော်ဒါနဲ့ကျွန်တော် E လို့ပဲတတ်မှတ်လိုက်ရအောင်လေနော် C ဖြစ်သွားတာပေါ့နော်ဒါဆိုတော့ဒီတခြင်းမှာပါတဲ့ key လေးတွေကတော့ E key ပါမယ်ပြီးတော့ C ပါမယ်ပြီးတော့ D ပါမယ်ပြီးတော့ A key ပါမယ် B ပါမယ်ဆိုတော့ဒီတခြင်းမှာပါတဲ့ key တွေကတော့ဒါတွေ D flat minor လည်းပါတယ်ပြီးတော့ G flat minor G flat ဒီ key လေးတွေပေါ့နော်ဒီတခြင်းမှာဒီ key လေးတွေပါတယ်
အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီတချင်းမှာ verse မှာကြတော့လက်ခတ်ကဒီလိုမျိုးတီးတာပေါ့နော်အဲဒီမှာ 4n မှာ4မှာကြတော့ a ကိုတီးပြီးတော့4ရဲ့ n မှာ e ကိုတီးရတယ် 4n အဲ့လိုမျိုးပေါ့နော်ပထမအကြောင်းမှာဒုတိယအကြောင်းမှာကြတော့ဒီမှာကျတော့4မှာ a ပဲတီးတယ်ပြီးတော့နောက်တစ်ပါ1မှာ e ကိုတီးတယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့ chorus မှာကျတော့ 4n မှာ c ကိုတီးလိုက်တာပေါ့နော် 4n ဒီကနေကျတော့တစ်ချက်ချင်းစီတီးတယ်for G flat minor ပေါ့နော်ပြီးတော့ B 4 1 2 3 4 G flat minor 2 G flat minor 4 1 2 3 4 2 3 4 N အဲ့လိုမျိုးပေါ့နော်ပြီးတော့စတီးမယ်ဒီမှာ0လေးတွေရှိတဲ့ဒါက rest note လို့ခေါ်တယ် rest note ရဲ့အဓိပ္ပာယ်ကတော့အတမ်းမရှိပြတ်နားရန်ချိန်နားရမယ့်ချိန်ကိုပြောချင်တာပေါ့နော်3ချက်နားမယ်1 2 3အဲ့ဒါပြင် 4n မှာပြန်တီးမယ် 4n 1 2 3 4အဲ့လိုမျိုးပေါ့နော်ပြီးတော့ solo မှာကြတော့ Google pop နဲ့ပေါ့နော်sorry C ပေါ့နော် 1n မှာ C ကိုတီးမယ် 1 and 2မှာ rest ပြီးတော့ 3n မှာ D ကိုတီးမယ်အဲ့လိုမျိုးပေါ့နော် okay ဆိုတော့rhythm တီးနည်းပေါ့နော်ဒါလေးတွေကအဲ့ဒါပြီးရင်ကျွန်တော် intro တီးနည်းဆက်ကြည့်ရအောင် intro ကတော့အဲ့လိုမျိုးပေါ့နော်ဆိုတော့ပထမဆုံးဒါပထမခေါက်ပေါ့နော်နောက်တစ်ခေါက်နောက်တစ်ခေါက်အဲ့ပြီးဒုတိယခေါက်မှာနောက်တစ်ခေါက်နောက်တစ်ခေါက်အဲ့ဒါပြီးရင် C နဲ့ D ပေါ့နော်နောက်တစ်ခေါက်အစနေပြန်တီးမယ်ဆိုတော့အဲ့လိုမျိုးတီးရမှာပေါ့နော်โอเคအားလုံးပဲအဆင်ပြေကြမယ်လို့မျိုးလင့်ပါတယ်